ပါ Angel ဒီနေ့လေးကြည့်ပေးမယ် reading လေးက block ခံထားတဲ့သူတွေအတွက်ကြည့်ပေးမှာပါရှင်9-6ခွန် April 2026တနင်္ဂနွေတနင်္လာအင်္ဂါ92နာရီအတွက် reading လေးကြည့်ပေးရပါရှင်9ရက်သားသမီးအတွက်ရည်ညွှန်းပါတယ်ဘယ်ဇူဒီရဲ့ဆိုင်ရလို့မှမရှိလို့ဆိုတာမဟုတ်ပါဘူးရှင်အားလုံးနဲ့ 100% energy ကိုက်ချင်မှကိုက်ပါလိမ့်မယ်ကဲအင်ဂျင်နဲ့တူတူ reading လေးကိုဖတ်ဖို့အတွက်ကက်ကလေးတွေကိုအာရုံပြုလိုက်ကြရအောင်energy check လေးအရင်လုပ်ပေးပါမယ်ဒီနေ့ reading မှာလေ angel ပြောချင်တာကကိုယ့်ကိုဘလော့တော့တဲ့တစ်ဖက်သူကလေနည်းနည်းလေးစိတ်ကောက်တက်တယ်နော်သူကအေးတယ်အေးလေးသူကြည့်အေးလေးပြန်လဲပြောဘူးနားလည်းမထောင်ဘူးဒါပေမဲ့လည်းသူကောက်လို့ကောက်မှလည်းမသိဘူးဘာလို့ကောက်လဲဆိုတာလည်းမပြောပြတတ်ဘူးတစ်ချိန်လုံးသူကနည်းနည်းအချော့ခံခြင်းလေလို့တွေ့ရတယ်ရှင်ကိုက main ကလေးဆိုရင်ကိုကို block သွားတဲ့တစ်ဖက်သူကယောက်ျားလေးပင်ဖြစ်နေကြစားသူကနေနည်းနည်းယောက်ျားလေးစိတ် open type မဟုတ်ဘူးရှင်ယောက်ျားလေးစိတ်ကအဲ့လိုမရှိဘူးနေသိလားဒီမှာသူကလေနောက်တစ်ခုကဒီမှာဘာတွေ့ရလဲဆိုယောက်ျားလေးဖြစ်လင့်ကစားကောက်တက်တဲ့ယောက်ျားလေးလို့အင်ဂျီကဒီမှာတွေ့တယ်ရှင်ဒီဘက်မှာကလေဘလော့ခံလိုက်ရတဲ့သူကလေပြောရမယ်ဆို20နေပြီဖြစ်ရှစ်4ရက်လောက်ပဲရှိအောင်မယ်တချို့ကတပတ်တောင်မပြည့်သေးဘူးเนาะဘလော့ခံလိုက်ရတဲ့သူတွေကအနည်းဆုံးတော့တပတ်လောက်ပဲရှိမယ်အများဆုံးကဟိုလောက်ရှိမယ်3လလောက်တော့ရှိပြီလို့တွေ့ရတယ်ဘလော့ခံလိုက်ရတာဘလော့ခံလိုက်ရတယ်ဆိုတာလေ social media Facebook Instagram Telegram Viber WhatsApp Line အဲ့လိုမျိုးတွေကနေပြီးတော့ဘလော့ခံလိုက်ရတယ်လို့တွေ့ရတယ်ကိုကိုဆက်သွယ်လို့မရအောင်ပေါ့နော် channel ပေါင်းစုံကနေသူကဘလော့တာအဲ့လိုလေးတွေ့ရတယ်ရှင်ကဲဘာလို့ဘလော့တာလဲနော်ဘာလို့ဘလော့တာလဲမေးပြပါမယ်ရှင်ကိုကိုသူကဘာလို့ဘလော့တာလဲပေါ့နော်စိတ်ကောက်တာလေရှင်ရောကဲပြီးရောအဖေကစိတ်ဆိုးတာစိတ်ကောက်တာနောက်တစ်ခုကလေသူနဲ့ကိုနဲ့ချားမှာလေသူနဲ့ကိုနဲ့ချားမှာလေတစ်ဖက်သူကလေကိုစကားမပြောချင်တော့တာစကားမပြောချင်တော့ပြောမယ်ဆိုရင်စကားပြောလို့ရှိရင်လေရန်ဖြစ်နေရတာတို့ငင်းခုန်နေရတာတို့အဲ့ငင်းခုန်နေရန်ဖြစ်နေရတာတွေမလူလားလို့မနှစ်သက်လို့မကြိုက်လို့တော့ဘလော့သွားတာပြသူစိတ်ထဲမှာလေ तू မှန်တယ်လို့တွေးတယ်သိလား तू ဘလော့လိုက်တာ तू မှန်တယ်လို့ तू ကတွေးနေတယ်ကိုယ့်ရဲ့တစ်ဖက် तू ကအနိုင်ရလို့အနိုင်ရခြင်းတော့စိတ်ပေါ့နော်ဒီမှာဘာတွေ့ရလဲဆိုအိမ်ကျခံစားရလေတချို့ဆရာတပည့်ဆက်ဆံရေးတွေအထက်လူကြီးနဲ့
အဲ့လိုဂျူနီယာနဲ့စီနီယာဆက်ဆံရေးတွေဘလော့ခံရတာနော်အဲ့လိုတွေ့ရတယ်